အိမ်ထဲမှာငါးဖက်နေမြင်းကလေးလှုပ်သွားလို့မြကြီးတွေအသွားတဲ့အခါမှာတော့ရဲချင်တဲ့အသားဆန်းငါးတွေထောင်ချီပြီးထွက်လာပါတော့တယ်ရဲတွေကတိလို့အတိပေးခဲ့ပေမဲ့လည်းလက်မခံကြတဲ့အဆုံးအသားဆန်းငါးတွေဆလို့နောက်ဆုံးလူပေါင်းများစွာဆုံးသွားကြပါတော့တယ်ငါးဖက်သမားတအူးကအရေလေးတောင်ရင်ငါးဖက်နေတာပါငါမိတာမလို့ပလင်းကိုရေကန်နဲ့ပစ်ချလာပြီးငါးဖက်လိုက်တာပါအဲ့အချိန်မှာပဲမြင်းကလေးလှုပ်ပြီးရေကန်အောက်ချင်မြကြီးကွက်ထွက်သွားပါတယ်လှည့်ရတဲ့ဝေကတော့လဲသွားပြီးအသားဆန်းငါးတွေကစုမြထွက်လာကအစာခံလိုက်ရပါတယ်ရဲတွေကတစ်တီးဆက်ရောက်လာလို့သွားစစ်တဲ့အချိန်မှာတော့အလောင်းတူသားကလေးတခြားရိတ်နေသူနောက်ရမှာသွားစစ်ခဲ့တာပေါ့အစအဆင်ပြေခဲ့ပေမဲ့အထက်ရောက်တဲ့ခါမှာတော့ဒေသလောင်းနေအများကြီးမြင်လဲရတဲ့အချိန်ငါတကောင်သူ့လက်ကိုဖျက်ခိုက်သွားတာပါသူထွက်လာတဲ့အချိန်မှာတော့ငါးတွေကဝမ်းစားလိုက်တာပေါ့နောက်တစ်ယောက်ကအော်တန်ကျဲလို့လက်ကြည့်ပေမဲ့သူကစားခံလိုက်ရပါတယ်သူ့ဘောကလူကလာကိုခဲ့ပေမဲ့အသက်တော့မရှင်ခဲ့တော့ဘူးပေါ့ငါတကောင်ကကပ်ပါလာတာမျိုးကျဲကျင်းတဲ့လူစုတက်ပြတဲ့အချိန်မှာတော့မြို့တွန်းနဲ့ချက်ပြီးဖြစ်တဲ့အသားစားငါးမလို့ထောင်ကြီးပါရှိနေတယ်ဆိုတော့အသက်နေဖြစ်မှာဆိုလို့တွားပြီးကဲကျင်းနဲ့တွားပြီးတတိပိခိုင်းတာပေါ့တစ်ပတ်ကန်းကြီးဆိုတဲ့နေရာကတော့လူစီဆုံးနေရာဖြစ်ပြီးလူတိုင်းအပန်းဖြေလေးရှိတဲ့နေရာပါအဲ့ထက်မှာဂျုံစုတဲ့အမျိုးသားလည်းအဲ့လိုပြောချင်တယ်မလို့တင်းကြီးမတွေကိုအိမ်မှာပဲနေဆိုတာသိချမှာခဲ့ပြီးထွက်သွားခဲ့ပါတယ်လှေပေါ်ရွတ်ကစားရိုက်လုတ်ခဲ့ပြီးပျော်ခဲ့တာပေါ့ဒါပေမဲ့သူတို့တွေသွားနေလို့တင်းကြီးမလေးတွေကိုတွေ့ခဲ့ရပါတယ်တင်းကြီးမတွေကလည်းအိမ်မှာနေတာဆိုပေမဲ့လှေနဲ့ဆုံးပြီးလို့ကျွတ်မတောက်နေတာမလို့အမှန်နေခဲ့ရတာပေါ့ဂျုံကလှေပရှင်ရမျိုးတက်ခဲ့ပေမဲ့အပြည့်ချင်းမှာတော့လှေရကြော်တို့တွေနဲ့တိုက်ကျိုးတွေနဲ့ညီပြီးသွားလို့မရတော့ပါဘူးလေကိုအားပါတိုက်လိုက်တဲ့အချိန်မှာတော့တောက်လို့ရသားခဲ့ပေမဲ့လူညော့ကပြည့်ကျသွားပြီးအသားဆန်းကားတွေဝန်းစားတာခံလိုက်ရပါတယ်အောက်မှာကျက်တငင်ကြီးရှိနေတာမလို့သူလည်းကြဲရခတ်နေတာပါဒါပေမဲ့သူတို့မသိတာကက်ချစ်ဘက်မှာတော့ငဲခက်ဖြစ်နေပြီဆိုတာပါရဲတွေကလာပြီးဒီပိကက်မဲ့တယောက်မှနမထောင်ခဲ့လို့အသားဆန်းကားတွေလာပြီးတယောက်တယောက်စားခဲ့ကလူအမြင်ပြဆုံးသွားခဲ့ပါတယ်ရဲတယောက်ဆိုရင်ဆက်လီမော်တာကြီးကိုဖြုတ်ပြီးတက်ပေမဲ့သူကိုယ်ရမှာဆုံးသွားခဲ့တာပေါ့အရင်မြတ်လို့အကုန်လုံးကမ်းမော့အမြန်တက်ခဲ့ရပါတယ်ကင်းတဲ့သူများပေမဲ့တေးတဲ့လူတွေအဆမတန်မြန်ပြသွားခဲ့တာပေါ့အဲ့ချိန်ရဲမစ်တယောက်စီကိုဖုံးဝင်လာခဲ့လို့ရဲမစ်တခြားတဲ့လူလီစီသူသက်စီသွားခဲ့တာပါဆက်တဲ့လူကတော့ဂျွန်ပါသူတို့အသားမိတွေဖြစ်မဲ့ဒီတစ်ခါဂျွန်ကသူ့အမေစကားကိုဆန့်ကျင်ပြီးလာတာမလို့အမေကတော့တော်ထွက်နေခဲ့တာပေါ့နောက်ကျိုးအပြစ်ကုညီဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့တငင်ချင်းကကဲမီယာလို့ထိုက်ခဲ့လို့ပြောပေမဲ့ဂျွန်ကလည်းလက်မခံခဲ့ပါဘူးရဲမစ်ကလည်းနောက်မှကဲမီဆိုတာကလေးတွေရဲ့ကျန်တဲ့ကောင်မလေးနဲ့ကိုအရင်ကဲဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကတော့ငါးဒီကောင်မလေးကောင်ဝိုင်းရတာခံလိုက်ရင်စားခံလိုက်ရတာပေါ့ကလေးတွေနဲ့သူလည်းလွတ်မြောက်တော့လို့ဂျိုစီပြန်တော့ဖို့အလို့ဂျွန်ကျွတ်ပြီးချက်ပြီးကိုနဲ့ကိုကဲမမယ်ဆိုလို့ပြောလိုက်ပါတယ်အရင်ဆုံးအစားခံတဲ့အလောင်းကိုရေထဲကိုပြချသူကရေထဲဆင်းတငယ်ချင်းကိုတောက်တွေ့ပြီးတာနဲ့အရေးပေါ်အချက်ပြမျိုးလွတ်လိုက်ပြီးကစအိုးစီအောင်လွတ်လိုက်တာပါဒါပေမဲ့မြောက်နိုင်တာတိလို့သူ့မျိုးတို့လှင်းနဲ့ဆွဲခန့်လိုက်တာပေါ့လေယာမောင်းဝင်မဲ့ဆက်ကကြောက်နေတာပါအသက်ဆန်းငါးတွေကလည်းသူတို့စီလာနေတဲ့အချိန်ဆက်နှွေးရတော့အမြင်ဆွဲလက်ကလှင်းလဲပေါက်ပြီးငါးတွေလည်းအကုန်တည်သွားခဲ့ပါတယ်ဂျွန်တို့လည်းလက်မြတ်သွားပြောဖို့လုပ်တဲ့အချိန်ရင်းမစီဖုံးဝင်လာခဲ့ပါတယ်အဲ့ဒါတော့ကျင်းရင်သူစီရဖြစ်ပြီးအခုငါးတွေကကလေးပတ်စတွေပဲဖြစ်ပြီးအရေးရောက်နေတဲ့ငါးမဟုတ်ဘူးဆိုတာပါရင်းမနဲ့ပါတဲ့လူကဒါဆိုအရေးရောက်တဲ့ငါဘလူးလဲဆိုတော့ပြောလိုက်တဲ့အချိန်မှာပဲငါးတကောင်သူကောင်ကိုစားတော့ကဇလန်လေးလဲပြီးဆုံးသွားပါတော့တယ်